ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ရဲ့ audience လေးတွေပို့ပြီးတော့ပြောစရာဖြစ်အောင်အထူးပြုလုပ်ထားတဲ့ညံစမ်းမေးခွန်းတရားစီစဉ်မှာဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာကဘုဒ္ဓတော်ရဲ့အမြင်အားလုံးအတွက်ရှင်ခုံစရာ KB ကန်ဆယ်မဲ့အစီအစဉ်လေးပါထည့်သွင်းထားပါတယ်တရက်ကို1000ကျပ်စီနဲ့ကန်နွေးရှင်တော်ကိုရွေးချယ်ပေးသွားမှာပါဘလို့ပါဝင်ရမလဲဆိုတာကိုတော့ဗီဒီယိုရဲ့အဆုံးမှာတေချာလေးရှင်းပြပေးထားလို့အဆုံးထိကြည့်ပေးကြဖို့မွေးပါနေဦးနော်ကဲအစဉ်သဖြင့်စလိုက်ရအောင်မေကိုတစ်ခုချင်းစီအတွက်စဉ်းစားဖို့အချိန်9စက္ကန့်ပဲရမှာပါမိတ်ဆွေကဘယ်နှပုတ်မှန်လဲဆိုတာကိုတေချာလေးမှတ်ထားပေးပါအခြေခံအဆင့်1အခြေခံအဆင့်2အလယ်လက်ဆင့်အဆင့်မြင့်နဲ့အခက်ဆုံးဆိုပြီးတော့အဆင့်5ဆင့်ခွဲခြားထားပါတယ်အဆုံးထိရောက်တဲ့အခါမိတ်ဆွေရတဲ့အမှတ်ကိုကိုမမှငယ်ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်နံပါတ်1ကမ္ဘာကြီးဆုံးတိုက်ကဘယ်တိုက်လဲအဖြေကအာရှတိုက်ဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့မြို့တော်ကဘယ်မြို့လဲအဖြေမှန်ကနေပြည်တော်ဖြစ်ပါတယ်တပတ်မှာဗန်နီရက်ရှိတာလဲအဖြေက9ရက်ဖြစ်ပါတယ်လူခန္ဓာကိုယ်တော်အောက်ဆီဂျင်ကိုဘယ်အင်္ဂါကအဓိကဆွတ်ယူပေးတာလဲအဖြေမှန်ကအဆုပ်ပါနေအဖွဲ့အစည်းမှာနေတဲ့အနည်းဆုံးဂျိုကဘာလဲအဖြေမှန်ကဗုဒ္ဓဦးဂျိုဖြစ်ပါတယ်အယောင်3ရုံပါတဲ့မြန်မာနိုင်ငံရဲ့အလယ်မှာဘာပုံပါတာလဲအဖြေကတော့ကျဲဖြူပါနို့တိုက်တော်ဝါတွေမှာအကြီးဆုံးကပါလဲအဖြေကတော့ဝေလငါပြဖြစ်ပါတယ်စာရေးကရိယာစက္ကူကိုဘယ်နိုင်ငံကစတင်တီထွင်ခဲ့တာလဲအဖြေမှန်ကတရုတ်ဖြစ်ပါတယ်ရေခဲမှတ်ကစင်တီဂရိတ်ဘယ်လောက်လဲအဖြေမှန်က0 degree centigrade ဖြစ်ပါတယ်အခရာ www ရဲ့အရှေ့ကောက်ကပါလဲအဖြေမှန်က World Wide Web ဖြစ်ပါတယ်ကမ္ဘာပေါ်ကအကြီးဆုံးကျွန်းကပါလဲအဖြေမှန်က Greenland ကျွန်းဖြစ်ပါတယ်ပင်ကူမှာ6ရောက်ဘယ်နှချောင်းပါတာလဲအဖြေကတော့8ချောင်းပါနေမင်းကြီးကဘယ်ရက်ကထွက်တာလဲအေးအရှိဘယ်ဒရိတ်ဆန်ကိုတောပြင်လို့ခေါ်ကြတာလဲအဖြေမှန်ကတော့ချင်းသစ်ပါဘောလုံးပွဲတစ်ခုမှာကစားသမားတစ်ဖက်ကိုဘယ်နှယောက်ပါတာလဲအဖြေကတော့17ယောက်ဖြစ်ပါတယ်အင်္ဂလိပ်အခရာစုစုပေါင်းဘယ်နှလုံးရှိတာလဲစီ26လုံးမြန်မာနိုင်ငံရဲ့အရှေ့ဆုံးမြစ်ကဘယ်မြစ်လဲအဖြေမှန်က AR မြစ်ဖြစ်ပါတယ်ကွန်ပျူတာရဲ့အုံနောက်ဆိုပြီးတော့ဘဲစိတ်ပိုင်းကိုခေါ်တာလဲအဖြေမှန်က CPU ပါပြောင်းရစီကနေပါရတာလဲအဖြေမှန်ကပြားရည်ရပါတယ်လူခန္ဓာကိုယ်မှာအကြီးဆုံးအင်္ဂါကဘာလဲ
အရေပြားဖြစ်ပါတယ်ကမ္ဘာမြင့်သောတောင်အေဝရတ်ကဘယ်တောင်နှမ်းမှာရှိတာလဲအဖြေမှန်ကတော့ဟိမဝန္တာတောင်နှမ်းမှာတယ်လီဖုန်းကိုဘယ်သူကတီထွင်ခဲ့တာလဲအဖြေမှန်ကတော့ Alexander Graham Bell ဖြစ်ပါတယ်အလေးနှစ်လိုက်ရေးရဆိုတာကဘာကိုတိုင်းတာတာလဲအဖြေကတော့အကွာဝေးပါဘဲကျုပ်ကိုအနီရောင်ကျိုလို့ခေါ်တာလဲအဖြေမှန်ကတော့အင်္ဂါကျိုဖြစ်ပါတယ်အကြီးဆုံးသဲကန္နာရကဘာလဲအဖြေမှန်ကဆာဟာရာဖြစ်ပါတယ် iPhone ကိုဘယ်ကုမ္ပဏီကထုတ်ခဲ့တာလဲအဖြေကတော့ Apple ပါမြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့နေ့ကဇန်နဝါရီလ4 ရက်နေ့ဖြစ်ပါတယ်။စမ်းနေ့မှာခလုံးစုစုပေါင်းဘယ်နှခုရှိတာလဲ။အဖြေမှန်က88ခုပါ။မိုနာလီဇာပဂျီကာကိုဘယ်သူကဆွဲခဲ့တာလဲ။အဖြေမှန်ကလီယိုနာရိုဒါဗင်ချီပါ။လူနှလုံးမှာအခမ်းအနားတစ်ခန်းရှိပါလဲအဖြေကတော့၄ခန်းပါ Facebook ကိုဘယ်သူကတည်ထောင်ခဲ့တာလဲအဖြေမှန်ကတော့မတ်ဇူကာဘတ်ဖြစ်ပါတယ်ဘဲသတော်ကမတ်တက်ရပြီးတော့အိတ်တာလဲအဖြေကတော့မြင်းပါအိုလံမစ်အလံမှာပါတဲ့ခွင်ကားခွင့်အရောင်တွေကဘာလဲအဖြေမှန်ကအပြာဝါအနက်အစိမ်းအညီဖြစ်ပါတယ်တန်လိုက်အိမ်မြောင်ရဲ့လက်တံကဘယ်ရက်ကိုအမြဲညွှန်ပြနေတာလဲအဖြေမှန်ကမြောက်ရက်ပါသွေးနီဥတွေရဲ့တက်တန်းကပြင်းပြဘယ်နည်းရှိတာလဲအဖြေကတော့120ရက်ဖြစ်ပါတယ်ကမ္ဘာကျော်ဟယ်ရီပေါ်တာစာအုပ်ကိုဘယ်သူရေးတာလဲအဖြေမှန်ကစာရေးဆရာမ J.K. Rowling ဖြစ်ပါတယ်ကမ္ဘာအသီးဆုံးနိုင်ငံကဘာလဲဗာတီကန်စီးတီးဖြစ်ပါတယ်အလင်းထက်မြန်တဲ့အရာရှိပါသလားမရှိပါဘူးမြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်ကဘာလဲအဖြေမှန်ကခါကာဘိုရာစီဖြစ်ပါတယ်ဘယ်ဗီတာမင်ချို့တဲ့ရင်သဖုံးသွေးယူတတ်တာလဲအဖြေမှန်ကဗိုက်တာမင် C ဖြစ်ပါတယ်လာဘကိုပထမဆုံးခြေချနိုင်ခဲ့သူကဘယ်သူလဲအဖြေမှန်က Neil Armstrong ပါကမ္ဘာအကြီးဆုံးပီရမစ်ဂီဇာရှိတာကဘယ်နိုင်ငံမှာလဲအဖြေမှန်ကအီဂျစ်ပါသစ်ပင်တွေကနေပါမှာဘယ်တော့မှကိုစုပ်ယူပြီးတော့အောက်ဆီဂျင်ထုတ်ပေးတာလဲ
အဖြေကကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်ပါတယ်ကွန်ပျူတာရဲ့ဖခင်လို့ဘယ်သူကိုသတ်မှတ်တယ်လဲအဖြေမှန်က Charles Babbage ပါကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုအချိန်အများဆုံးရရှိထားတဲ့နိုင်ငံကဘရာဇီးဖြစ်ပါတယ်ပထမကမ္ဘာစစ်ကဘယ်နှစ်ခုနှစ်မှာစတင်ခဲ့တာလဲ1914ခုနှစ်ဖြစ်ပါတယ်လူခန္ဓာကိုယ်မှာသွေးလည်ပတ်မှုကိုဘယ်အင်္ဂါကအဓိကထိန်းချုပ်တာလဲBနှလုံးပါအိုလံပစ်ပြိုင်ပွဲကိုဘယ်နိုင်ငံမှာစတင်ကျင်းပခဲ့တာလဲအဖြေမှန်ကတော့ Greece ဖြစ်ပါတယ်ကမ္ဘာကျော် Taj Mahal ဂူဗိမာန်ကဘယ်နိုင်ငံမှာတည်ရှိတာလဲအဖြေမှန်ကအိန္ဒိယဖြစ်ပါတယ်ဘယ်ဒရိတ်ဆန်ကအရသာကိုခြေထောက်နဲ့ခံစားတာလဲအဖြေမှန်ကတော့လိပ်ပြပါခုဆိုရင်မိကုံ90တီပြီးဆုံးသွားခဲ့ပြီမို့ကိုကဘာမှမရတယ်ဆိုတော့ကိုတေချာလေးမှတ်ထားပေးကြပါဦးဗျဒုတိယကမ္ဘာစစ်အတွင်းဂျပန်နိုင်ငံဟီရိုရှီးမားမြို့ပေါ်သို့အနုမြူပုံကျဲချခံရတဲ့နှစ်1945ခုနှစ်ဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ပထမဆုံးသမ္မတကသမ္မတကြီးဆက်ချွေတိုက်ဖြစ်ပါတယ်ကမ္ဘာပေါ်မှာအသုံးများဆုံးအခရာကဘယ်အခရာလဲအဖြေမှန်က E ဖြစ်ပါတယ်ပထမဆုံးကွန်ပျူတာ mouse ကိုဘာနဲ့ပြုလုပ်ခဲ့တာလဲအဖြေကတော့တစ်သားဖြစ်ပါတယ်ကမ္ဘာရှိဆုံးတိုင်းကြီးကဘယ်နိုင်ငံမှာရှိတာလဲတရုတ်နိုင်ငံမှာပါအမေရိကန်ပြည်ထောင်စုရဲ့ပထမဆုံးသမ္မတကGeorge Washington ဖြစ်ပါတယ်။နိုက်ထရိုဂျင်ဓာတ်ငွေ့ဟာလေထုထဲမှာခန့်မှန်းခြေဘယ်နေရာကပါဝင်ပါလဲ။အဖြေမှန်က88%ဖြစ်ပါတယ်။နာမည်ကျော်ရှာလော့ ဟုမ်းကိုဖန်တီးခဲ့တဲ့စာရေးဆရာအမည်ကဆရာကြီးစာသာကုန်နေနှွိုင်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အကြီးဆုံးကန်ကပါလဲအင်းတော်ကြီးကန်ပါလူအုံတော်မှာရေတဲ့ပြင်းပြဘယ်နေရာကန်ပါဝင်ပါလဲအဖြေကတော့85%ဖြစ်ပါတယ်မြန်မာနိုင်ငံမှာပထမဆုံးရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဇာတ်ကားအမည်ကမြစ်တာနဲ့သူရပါဘယ်ငါကနောက်ကျင်ပြန်နိုင်လဲဟာမိဘဖြစ်ပါတယ်လူတယောက်ရဲ့ရှာမှာရသခံအဖုလေးတွေကပြင်းပြဘယ်တစ်ခုရှိပါလဲအဖြေမှန်က1000ဖြစ်ပါတယ်နိုဘယ်ဆုကိုဘယ်နိုင်ငံကစတင်ပေးအပ်ခဲ့တာလဲဆွီဒင်ဖြစ်ပါတယ်
စိန်သည်အောက်ပါ dress များနဲ့ဘယ်ဟာမှဖြစ်ပေါ်လာသနည်း C carbon အလင်းထက်မြန်တဲ့အမှုန်ရှိတယ်ဆိုပြီးတော့သိပ္ပံပညာရှင်တွေယူဆခဲ့မှုတဲ့အမှုန်ကအဖြစ်မှန်ကထပ်ရှင်ဖြစ်ပါတယ်ကမ္ဘာအသက်ရှိဆုံးသတ္တဝါဖြစ်သတ်မှတ်ထားတဲ့ Greenland Shark ရဲ့ပြင်းပြသက်တမ်းကဘယ်လောက်ရှိလဲအဖြေကတော့2400ကျော်ပါဘက်ထရီစမှာနှလုံးသုံးခုထိပါဝင်တာလေအဖြေကရေပွဲဖြစ်ပါတယ်ကမ္ဘာပထမဆုံးတက္ကသိုလ်ဖြစ်သတ်မှတ်ခြင်းခံရတဲ့တက္ကသိုလ်ကUniversity of Bologna ဖြစ်ပါတယ်တန်လိုက်အမြောင်ကိုဘယ်နိုင်ငံကစတင်တီထွင်ခဲ့တာလဲအဖြေမှန်ကတရုတ်ပါတိုက်တန်းသင်္ဘောကြီးနှင်းမြုပ်ခဲ့တဲ့ခုနှစ်1912ခုနှစ်ဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ပထမဆုံးသောရွှေတြိဂံနယ်မြေကဘယ်နိုင်ငံများကြားတည်ရှိတာလဲအဖြေမှန်ကမြန်မာလာအိုနဲ့ထိုင်းတို့ကြားမှာပါလူခန္ဓာကိုယ်ရဲ့အမှားဆုံးအစိတ်ပိုင်းကဘာလဲသွားကြည့်လာဖြစ်ပါတယ်ဘယ်သတ္တဝါကမျက်လုံးဖွင့်ပြီးတော့အိတ်တာလဲငါဖြစ်ပါတယ်ဗုဒ္ဓဘာသာရဲ့ပထမဆုံးသောသင်္ဃာရဏကိုဘယ်နေရာမှာတင်ခဲ့တာလဲအဖြေမှန်ကရာဇဂိုပြည်ပါကမ္ဘာအနှံ့ဆုံးသောပင်လယ်ကုန်းတွင်းမှာမာရီယာနာထရန့်ရှိတာကဘယ်သမုဒ္ဒရာမှာလဲအဖြေမှန်ကပစိဖိတ်သမုဒ္ဒရာပါမြမဆိုင်ဝင်းတွေကပတ်စာကိုအဓိကအဖြစ်ဘာနဲ့ပြုလုပ်ခဲ့တာလဲသမင်းနဲ့ပြရောပြီးတော့ပြုလုပ်ခဲ့တာပါပြားတွေမှာမျက်လုံးစုစုပေါင်းဘယ်နှလုံးပါဝင်တာလဲအဖြေက9လုံးဖြစ်ပါတယ်ကမ္ဘာအကြီးဆုံးအားကစားကွင်းကဘယ်နိုင်ငံမှာရှိတာလဲမြောက်ကိုရီးယားမှာရှိတာပါအစိုက်ကူထုံကိုဘယ်နိုင်ငံကစတင်ခဲ့တာလဲတရုတ်နိုင်ငံကဖြစ်ပါတယ်ကမ္ဘာစိတ်ပြင်းဆုံးမွေကြိုက်တဲ့အခါထွက်တဲ့စိတ်ပမာဏကလူဘယ်နှစ်ယောက်ကိုသေစေနိုင်မှုလုံလောက်တာလဲအဖြေမှန်ကအယောက်100ပါခရုတစ်ကောင်ကအချိန်နေမပေးဘူးဆိုရင်အကြဆုံးဘယ်နှစ်နှစ်ထိအိပ်ဆက်နိုင်တာလဲအဖြေမှန်ကစီ3နှစ်ပါအာဂတထဲမှာလူသားတို့ငိုကြွေးပါကမျက်ရည်သည်အဖြေမှန်ကမျက်လုံးတွင်ကပ်နေသည်ပိုကီမွန်ကိုဆက်တွင်ဖန်တီးခဲ့တဲ့သူကဘယ်သူလဲအဖြေမှန်ကဆာတိုရှီတာဂျီရီဖြစ်ပါတယ်ဘယ်တက်တော်ကအယောင်များဆုံး16မျိုးအထိကိုမြင်နိုင်စွမ်းရှိတာလဲအဖြေမှန်ကမန်တစ်ရွှေလို့ခေါ်တဲ့ကင်းမစုံဖြစ်ပါတယ်ရှင်တွင်းနဲ့ရေအေးမှာဘယ်အရာကပို့ပြီးတော့မြန်ဆန်သွားခဲ့တာလဲ
ဖြေမှန်းကရင်နွေးဖြစ်ပါတယ်ကမ္ဘာလူဦးရေအများဆုံးနိုင်ငံကအိန္ဒိယပါမွေးတွေမှာ2ရွက်ရှိပါသလားအဖြေကတော့မရှိပါဘူးရှင်နေမှာသွားပတဲ့ကြောင်ပါတာလေ48ချောင်းမှာဒေါ်လာတင်ငင်တက်ကိုဘယ်နှခုနှစ်မှာစတင်သုံးစွဲခဲ့တာလဲ1992ခုနှစ်ဖြစ်ပါတယ်ပရွက်စိတ်တွေကဒီနေ့မှာပြန်မြတ်ဗရဏာကြီးအိတ်ဆက်တာလဲအဖြေမှန်ကတော့သူတို့ကအိတ်လေးမရှိဘဲနဲ့မှဲခွန်သာမှင်းကြတာပါကမ္ဘာပေါ်မှာနေမွေးအင်ပါယာဆိုပြီးတော့တစ်ချိန်ကတင်စားခံရတဲ့နိုင်ငံကဗြိတိန်နိုင်ငံဖြစ်ပါတယ်ပြင်သစ်ဒေါ်လာရင်းကဘယ်နှခုနှစ်မှာစတင်ခဲ့တာလဲ1989ပါငြိမ်းချမ်းရေးနိုဘယ်ဆုကိုဘယ်မြို့မှာပေးအပ်ခဲ့တာလဲအဖြေမှန်ကအော်စလိုမြို့ဖြစ်ပါတယ်လူတယောက်ရဲ့ရှာဝေကလက်ပွေလိုပဲတယောက်နဲ့တယောက်မတူညီဘူးဆိုတာကမှန်ပါလားမှန်ပါတယ်ကမ္ဘာကျော်စတရီနိုက်ပဂျီကာကိုရေးဆွဲခဲ့တဲ့သူကဗေးစစ်ဗန်ဂိုးဖြစ်ပါတယ်အာကာသထဲမှာပထမဆုံးသောအမျိုးသမီးအာကာသယာဉ်မှူးကအဖြေမှန်က Valentina Tereshkova ဖြစ်ပါတယ်ကမ္ဘာရှိဆုံးသောကဗျာကဘာလဲမဟာဗာရတပါမြန်မာနိုင်ငံရဲ့ပထမဆုံးသောလွတ်လပ်ရေးဗိသုကာကဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေသူတွေအနက်ဘယ်နှယောက်က One Root Channel ကို Subscribe လုပ်ထားပါသလဲအဖြေမှန်ကမိတ်ဆွေကိုယ်တိုင်ဖြစ်ပါတယ်ကဲအခုဆိုရင်တော့မေကွန်း100လုံးကပြီးဆုံးသွားပါပြီအားလုံးပဲဘယ်နှခုလောက်မှန်ကြလဲဗျအခုကတော့ကန်ဆယ်မဲ့စီစဉ်အတွက် bonus မေကွန်းမင်းမဲ့အလှည့်ပါအခုမြင်တွေ့နေရတဲ့ logic puzzle လေးကိုမှန်အောင်ဖြေနေတဲ့သူတွေကမှကျွန်တော်ကိုယ်နဲ့ spin wheel နဲ့ condition 3ယောက်ကိုရွေးချယ်ပြီးတော့တယောက်ကို1000ကျပ်စီ KB ကနေလွှဲပေးသွားပါမယ်ပါဝင်ရမယ့်စီကံချက်တွေကတော့ဒီ puzzle ရဲ့အဖြေမှန်ကိုဗီဒီယိုအောက်မှာ comment မှတ်မိပါမှန်တဲ့အချိန်မှာမိတ်ဆွေကကျွန်တော်ရဲ့ subscriber မဖြစ်သေးရင်လည်း subscribe လုပ်ခဲ့ရပါမယ်မဲစင်းကိုတော့လာမယ့်ဗုဒ္ဓနေ့ညနေ6:00 နာရီမှာပိတ်မှာဖြစ်ပြီးတော့နောက်တစ်နေ့ကြာသပတေးနေ့ညနေမှာဗီဒီယိုတစ်ပုဒ်တင်ပြီးတော့တရားဝင်ကြေညာပေးသွားပါမယ်အားလုံးပဲဘဝအမောတွေကိုပြေးပြီးတော့ကံကောင်းကြပါစေလို့ဆန္ဒပြုရင်းနဲ့ဒီနေ့ဖို့ adios